Hello အားလုံးမင်္ဂလာပါဗျကျွန်တော်မိုးနီဖြစ်ပါတယ်ဒီနေ့ကျွန်တော်ပြောပြပေးပါမှာဒီ weekly bed day time မိုးနီရောင်းပြီးတော့အမြတ်ဘယ်လိုရှာမယ်ဆိုတော့ကျွန်တော်အဓိကထားပြီးပြောပြပေးပါမယ်ပေါ့နော်အခုကျွန်တော် channel ကျွန်တော်ရဲ့group လေးကို join ဖို့အတွက်ဒီ video ရဲ့ဘေးနားမှာ QR အဖြစ်နဲ့ QR ဘေးနားမှာဖြစ်ပြီးတော့ဒီ video ရဲ့ out description မှာတော့ဒီ GB ရဲ့ link ကိုချရပြီးတော့ဖြစ်ပါတယ်အဲ့ဒီကနေပြီးတော့ကျွန်တော် GB လေးကိုလာပြီးတော့ join လို့ရတယ်ပေါ့နော်အခုကျွန်တော်ရဲ့ဒီ reseller group လေးမှာက weekly bed ကို9800နဲ့ရမယ်ပြီးတော့ super value bed ကို3200နဲ့ရရှိမှာဖြစ်ပါတယ်ဒါတွေကိုကိုယ်တိုင်ထည့်ဖို့အပြင်တခြားသူကိုရောင်းချဖို့ပဲပြပါမယ်ဥပမာအနေနဲ့ပြောရမယ်ဆိုရင်9000ကျွန်တော် weekly bed ကို9800နဲ့ပေးထားရင်အဲ့တော့ brother တို့က6100 6200လောက်ထိရောင်းလို့ရတယ်ပေါ့နော်6200နဲ့ရောင်းနေပဲထားပါအောင်တော့ဒုတိယကို weekly bed 3ခုရောင်းမယ်ဆိုရင်1000ကျော်မြတ်တယ်ဗျာအဲ့လိုမျိုးလူ9ယောက်6လောက်ရောင်းမယ်ဆိုရင်တနေ့ကို9000ကျော်6000 9000လောက်တော့မြတ်တယ်ဗျာအဲ့လိုမျိုးကိုက channel ထောင်ပြီးတော့တေချာလေးစိမ့်တကြံလုံးနိုင်နေဆိုရင်တော့တနေ့ကို1000ကျော်လောက်တော့မြတ်တာတော့ပုံမှန်တော့မြတ်တယ်ပေါ့နော်ပြီးတော့ကျွန်တော်မှာ weekly bed ဆိုတော့ value bed အပြင်ဒီ style 17လုံးကနေပြီးတော့2000ကျော်ကြီး2000ကျော်အထိကို reseller price နဲ့ပုံလုံးစီချပြီးတော့ပေးထားရပေါ့နော်ဒါမှပဲ brother တို့ပြင်ရောင်းလို့အဆင်ပြေမှာဗျာပြီးတော့နောက်တစ်ခုကကြတော့ဒီ double diamond ကိုထည့်မယ်ဆိုရင်ကိုက50 bonus ကိုလိုချင်လို့ရှိရင်ပထမတစ်ခါအတွက်ပဲဒီ bonus ကိုခံပေါ်စောရယူနိုင်မှာဖြစ်ပါတယ်နောက်တစ်ခါဆိုရင်တော့မရတော့ဘူးเนาะနောက်ကဆိုရင်ထည့်လို့ရပြီမယ် bonus မရတော့ဘဲနဲ့50ပဲရမှာဖြစ်ပါတယ်ဒါအတူတူပဲပေါ့နော်အောက်ကအဲ3ခုလုံးကပြီးတော့နောက်တစ်ခုကကျတော့ဒီ smile ကွာနေပါ smile ကွာကျတော့ကျွန်တော်တို့channel ထောင်တိုင်းလူတွေပါအဓိကသုံးကြတယ်ဗျာအဲ့ဒါကိုတော့ကျွန်တော်နောက်မှပဲတေချာလေးနောက် video တစ်ခုနဲ့တေချာလေးရှင်းပြပါမယ်နောက်တစ်ခုကကျတော့ကျွန်တော်မှာ UC တွေရရှိပါတယ် UC တွေကို10ကနေပြီး10ကနေ6100လောက်ထိကို resale price နဲ့ကျွန်တော်ရဲ့အဆင်ပြေအောင်ပြုလုပ်ပေးထားပါတယ်ကျွန်တော်စီမှာကျွန်တော် GP ကို join ပြီးတော့အရောင်းဝယ်လုပ်ချင်တာပဲဖြစ်ဖြစ် user လုပ်ချင်တာပဲဖြစ်ဖြစ်ကိုယ်တိုင်ထည့်ချင်တာပဲဖြစ်ဖြစ်ကျွန်တော် GP ကို join လုပ်ရပါတယ် GP လေးနေကိုတော့ description နဲ့ဒီ video ရဲ့ဘေးမှာ QR code အဖြစ်နဲ့ပေးထားမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်နာမည်မိုးနီပါ